ဒီမိန်းကလေးဟာကျောင်းပြီးချင်းမှာပဲသူမရဲ့အရန်ပွင့်လင်းပြီးရိုးသားလုံးတဲ့စိတ်သက်ကြောင့်အလုပ်28ခုအထိအလုပ်ဖြုတ်ခံခဲ့ရတာပါအလုပ်ရှင်ကဝန်ထမ်းကိုအနိုင်ကျင့်တာမျိုးတွေးလိုက်တိုင်းမှာလဲသူမဟာမတရားခံရသူဘက်ကနေချက်ချင်းထွက်ရက်တီပေးလိရှိပါတယ်တခါကဆိုရင်သူမရဲ့အလုပ်ရှင်ကိုကော်ဖီနဲ့တောင်ပတ်ခဲ့ဘူးပါတယ်ဖောက်တဲ့တယောက်ကသူမကိုခိုးရိုက်နေတာတွေ့တော့ကလည်းအဲ့ဒီဖောက်တဲ့ကိုကန်ထုတ်ခဲ့ဘူးတာပါအမျိုးသားတယောက်ကမိမဖြစ်သူကိုရိုက်နှက်နေတာတွေ့တဲ့အခါမှာလဲသူမကူညီဖို့ဝင်ပါခဲ့ပြန်ပါတယ်ဒီလိုစရိုက်တွေကြောင့်ပဲမိန်းကလေးဟာယာတူးတိုးမရပဲလစာတွေခဏရှော့ခံခဲ့ရတာပါနောက်ဆုံးမှာတော့သူမဟာစားတောက်ဆိုင်တစ်ဆိုင်မှာစပွဲတို့ဖြစ်ပဲလုတ်ကင်နိုင်ခဲ့ပါတော့တယ်မိန်းကလေးဟာအကယ်၍28ခုမြောက်အလုပ်ကိုသာထပ်မံဆုံးရှုံးခဲ့ရင်သူမရဲ့မိဘတွေဟာအသက်ဆက်ရှင်နိုင်ဖို့အတွက်သူတို့ရဲ့အိမ်ကိုပါရောင်းချရတော့မယ်ဆိုတာကိုသိနေခဲ့ပါတယ်တနေ့မှာတော့မိန်းကလေးဟာထုံးစံအတိုင်းစားတောက်ဆိုင်မှာဖောက်တယ်တွေကိုဝန်ဆောင်မှုပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာချမ်းသာတဲ့အမျိုးသားတစ်ယောက်ဟာအနာဂတ်ဇနီးလောင်းနဲ့မိတ်ဆက်ပေးဖို့အတွက်သူမရဲ့သမီးလေးကိုခေါ်လာတာတွေ့လိုက်ရပါတယ်။အဲ့ဒီကလေးမလေးဟာမိခင်ဖြစ်သူဆုံးပါသွားခဲ့ပြီးကလေးကစကားမပြောတော့တာပါ။အမျိုးသားကတော့သူနဲ့လက်ထပ်ချင်သူမှန်သမျှဟာအရင်ဆုံးသူ့သမီးလေးကိုနွေးထွေးစောက်ရှောက်ပေးရမယ်လို့ပြောခဲ့ပါတယ်။စီပေါင်းစုံချင်းတွေ့ပွဲကအမျိုးသမီးကလည်းကလေးမလေးကိုသူမရဲ့ရင်သွေးအရင်လိုစောက်ရှောက်ပါမယ်လို့ချက်ချင်းကတိပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားဟာအမေဖြစ်သူစီကလာတဲ့ဖုန်းကိုကင်ဖို့အပြင်ကိုခဏထွက်သွားခဲ့ပါတယ်အမျိုးသားအပြင်ထွက်သွားတာနဲ့အဲ့ဒီအမျိုးသမီးဟာစကားအစွန့်အဖြစ်နေတဲ့ကလေးမလေးကိုချက်ချင်းမထေမဲ့မြင်ဆဲဆိုခဲ့ရပါတော့တယ်ဒါတင်မကသေးပါကလေးမလေးကိုအဆောင်ကြောင်းပို့ပစ်ဖို့ပါစီစဉ်နေခဲ့တာပါဒါကိုတွေးလိုက်ရတဲ့အခါမိန်းကလေးဟာအရန်ဒေါသထွက်သွားခဲ့ပါတယ်သူမဟာရေဖန်ခွက်ကိုကောက်ကင်လိုက်ပြီးအဲ့ဒီအမျိုးသမီးကိုရေနဲ့ပက်ပစ်လိုက်ပါတော့တယ်အမျိုးသားပြန်ရောက်လာတဲ့အခါမှာလည်းအဲ့ဒီအမျိုးသမီးကိုမောင်းထုတ်ပစ်ခဲ့ပါတယ်စားတောက်ဆိုင်ပိုင်ရှင်ကမိန်းကလေးကိုအလုပ်ဖြုတ်ချင်ခဲ့ပေမဲ့မိန်းကလေးကသူမဘာသာမိမိသဘောနဲ့စွန့်ခွာမယ်လို့ပြောခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီအမျိုးသားဟာဒေါ်လာ9 သန်းတန်အလုပ်ခန့်အပ်လွှာစာချုပ်ကိုထုတ်ယူလိုက်ပါတယ်။မိန်းကလေးရဲ့မိဘတွေစာချုပ်ကိုတွေးလိုက်ရတဲ့အခါမှာတော့သူတို့သမီးလေးဟာအမှားတစ်ခုထပ်လုပ်မိလို့ရော်ကြီးထပ်ပေးရတော့မယ်လို့ထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဒါဟာအဲ့ဒီအမျိုးသားစီကအလုပ်ခန့်စာချုပ်ဖြစ်နေတာကိုသိသွားကြပြီးတဲ့နောက်မှာတော့သူတို့ရဲ့သမီးလေးမတမာတဲ့အလုပ်တစ်ခုလုပ်ရမလားဆိုပြီးစိုးရိမ်သွားခဲ့ကြပါတယ်။မိန်းကလေးကတော့အဲ့ဒီအမျိုးသားဟာသမီးလေးရဲ့မိခင်အရင်လိုစောက်ရှောက်ပေးဖို့သူမကိုငှားရမ်းချင်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အကယ်၍တစ်နှစ်အတွင်းကလေးမလေးကိုစကားပြန်ပြောလာအောင်လုပ်ပေးနိုင်ရင်စုချင်းငွေအဖြစ်ဒေါ်လာ9 သန်းရရှိမှာဖြစ်ပါတယ်။ဒါကိုကြားသိရပြီးနောက်မိဘတွေကလည်းဒီအလုပ်ဟာအခွင့်အရေးကောင်းတစ်ခုပဲလို့ထင်မြင်ခဲ့ကြပါတယ်။မကြာမီမှာပဲအမျိုးသားဟာမိန်းကလေးကိုခေါ်ဆောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။မိန်းကလေးဟာတညလုံးမအိပ်ပဲပြင်ဆင်ထားခဲ့တဲ့အလုပ်စီစဉ်မှုမှတ်တမ်းစာအုပ်ကိုအမျိုးသားကိုပြသခဲ့ပါတယ်။အဲ့ဒီထဲမှာကလေးမလေးကိုနေ့စဉ်ဘလို့စောင့်ရှောက်ပေးမလဲဆိုတာတွေကိုရှင်းပြထားတာပါ။အိမ်တို့ရောက်ရှိပြီးနောက်အမျိုးသားဟာအိမ်စီတွေကိုမိန်းကလေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။မိန်းကလေးကကလေးမလေးကိုသူမဟာရန်ဖြစ်တဲ့ပြန်ပြောတတ်သူဖြစ်ကြောင်းကလေးမလေးကိုအနိုင်ကျင့်သူမှန်သမျှသူမနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါကလေးမလေးဟာရင်ခွင်ထဲတိုးဝင်ဖျက်လိုက်ပါတော့တယ်။မကြာမီမှာပဲအမျိုးသားဟာစီးပွားရေးခီးလုံဖို့ထွက်ခွာသွားခဲ့ရပါတယ်။သူမရှိစဉ်အတွင်းအိမ်ထဲကကိစ္စအလုံးကိုမိန်းကလေးရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာကြဖို့အိမ်စီတွေကိုမှာကြားခဲ့ပါတယ်။အမျိုးသားထွက်သွားပြီးနောက်မှာတော့မိန်းမအိမ်စီတယောက်ဟာမိန်းကလေးကကလေးမလေးကိုဘယ်တော့မှအမှန်တိုင်းစောက်ရှောက်မှာမဟုတ်ဘူးဆိုပြီးကလေးမလေးရှိမှကောက်ကျစ်စွာစကားနာထိုးခဲ့ပါတယ်။သူမဟာကလေးမလေးကိုနှိမ့်ချပြောဆိုနေခဲ့တာပါ။စရင်အရာအဲ့ဒီအိမ်စီဟာကလေးမလေးကိုသူမစကားပဲနားထောင်အောင်နှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။သူမဟာမူလကအဲ့ဒီအမျိုးသားရဲ့ဇနီးဖြစ်ဖို့စီစဉ်ထားခဲ့တာဖြစ်ပေမဲ့မိန်းကလေးရောက်ရှိလာမှုကြောင့်သူမရဲ့အစီအစဉ်တွေပျက်စီးသွားခဲ့ရတာပါ။ဒါကိုတွေ့မြင်လိုက်ရတဲ့အခါမိန်းကလေးမလေးဟာစကားမပြောနိုင်တာမဟုတ်ပဲအိမ်စီတွေရဲ့ရေရှည်ထိန်းချုပ်ဖိနှိပ်ထားမှုကြောင့်နှုတ်ဆိတ်နေခဲ့ရတာဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။မိန်းကလေးဟာအိမ်စီကိုတားဆီးလိုက်ပြီးသူမဘာကောင်လဲဆိုတာချက်ချင်းမေးခွန်းထုတ်လိုက်ပါတယ်။အိမ်စီကတော့သူမဟာကလေးမလေးကိုစောက်ရှောက်ဖို့တာဝန်ရှိသူဖြစ်ပြီးအိမ်တွင်းကိစ္စအတော်များများကိုကင်တွယ်သူဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးဟာကလေးမလေးဘက်ကနေချက်ချင်းရက်တီပေးခဲ့ပါတယ်။သူမကအိမ်စီဆိုတာလစာယူပြီးအလုပ်လုပ်နေသူမျှသာဖြစ်ပြီးကလေးမလေးကိုထိန်းချုပ်ဖို့သို့မဟုတ်ဆုံးမပဲ့ပြင်ဖို့လုပ်ပိုင်ခွင့်မရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒါကိုကြားပြီးတဲ့နောက်မှာတော့ကလေးမလေးဟာသူမရဲ့မိခင်တစ်အပေါ်စတင်ကြီးညိုလေးစားလာခဲ့ပါတော့တယ်